လုံးလို့လက်ရှိတဲ့သူရဲ့ကံကိုပရိသတ်သိအောင်စုတခုယူပြီးတက်တည်ပြလိုက်တဲ့ထထထုံပရိသတ်များလုံးပဲမင်္ဂလာပါရှင်တရုတ်ဆောင်ထထထုံကတော့ဘာလုံးလို့အောင်မြင်နေတဲ့သူရဲ့ကံအကြောင်းကိုပရိသတ်အားကြအောင်လုပ်ရတစ်ခုနဲ့ထုတ်ဖော်ပြသလာခဲ့ပြီးလည်းဖြစ်ပါတယ်ထထထုံကတော့အမှုပညာနယ်ပယ်တွေကိုမရောက်ခင်ကတည်းကဘာလုံးလို့ထူးချွန်နေသူတစ်ယောက်ပါစကားပြောတော်လက်တဲ့သူရဲ့ပုံစံလေးကြောင့် MC တယောက်အနေနဲ့လည်းပွဲများစွာကိုဖျော်ပြတင်ဆက်ခဲ့ဥပါတယ်ထထထုံကတော့အမှုပညာနယ်ပယ်မှာမလုံနိုင်တာမရှိရလေအောင်အစွမ်းကိုစူးစမ်းနေတာပရိသတ်တို့အမြင်ပါပဲ MC တယောက်ဘဝမှာအပြောကောင်းကောင်းနဲ့ပွဲတွေတင်ဆက်ဖို့တလို့အလားမဲတယောက်အနေနဲ့လည်းစုတစိတ်များစွာရခဲ့တဲ့အထီကိုအောင်မြင်ခဲ့သူပါအလားမဲတယောက်အနေနဲ့လည်းပြိုင်ပွဲကြီးတွေမှာရှင်ပြိုင်ရင်အောင်မြင်မှုတွေစကူနိုင်ခဲ့တဲ့ထထထုံကတော့မင်းသမီးတယောက်အနေနဲ့လည်းအမှုပညာနယ်ပယ်မှာနေရာတစ်ခုရအောင်ယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်ပရိသတ်တွေရဲ့အားပေးမှုရအောင်မင်းသမီးတယောက်အနေနဲ့အစွမ်းကုန်စူးစမ်းအားထုတ်ခဲ့တာလည်းဖြစ်ပါတယ်ထထထုံကတော့အရာရာတိုင်းမှာအောင်မြင်မှုရနေတာသူ့ရဲ့စူးစမ်းအားထုတ်မှုကြောင့်လည်းပါသလိုကံတရားကညဏတာပေးတာကြောင့်လည်းပါပါတယ်ထထထုံတရားအခုလိုဘာလို့အောင်မြင်မှုရနေတာသူ့ရဲ့လက်ကြောင့်မှာဘယ်နဲ့ဘယ်မှာမဆိုတခုခုလှုပ်လိုက်ပြီးဆိုတာနဲ့အောင်မြင်မှုတစ်ခုမဟုတ်တစ်ခုရတဲ့အထီကိုလက်ကောင်းနေတာလည်းဖြစ်ပါတယ်နေပယ်တိုင်းမှာအောင်မြင်မှုတရက်ဖို့ကိုစောင်းနိုင်ခဲ့တဲ့လက်ကောင်းမလေးထထထုံကတော့အခုလေဘာမှမတက်တဲ့အားကစားပြိုင်ပွဲကိုဝင်ပြိုင်ခဲ့ပြန်ပါပြီထထထုံကတော့အားကစားနဲ့ပတ်သက်ပြီးပြိုင်တာအခုကပထမဆုံးအကြိမ်ပါသူကအမှုပညာလောကမှာမတတ်တာမရှိရလေအောင်အကုန်လိုက်လုပ်ခဲ့ပြီးမြင်အားကစားနဲ့ပတ်သက်ရင်တော့ဘာမှမလုပ်တတ်ပါဘူးအားကစားနဲ့ပတ်သက်လာရင်ဘာတက်မြောက်မှုမှမရှိခဲ့တဲ့ထထထုံကတော့ပွဲစီစဉ်သူရဲ့ကံလန့်မှုကြောင့်စက်တောင်ရိုက်ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်အားကစားနဲ့ပတ်သက်ရင်ဘာမှမတတ်တဲ့ထထထုံကတော့သူရဲ့လက်ဘလောက်ကောင်းလဲဆိုတာပရိသတ်လေးတွေကိုတတ်သိပြခြင်းလုံးငလျင်ဘေးသင့်ပြည်သူတွေအတွက်ရန်ပုံငွေရှာတဲ့ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်အမှုပညာရှင်တွေစူးစီးပြီးကျင်းပတဲ့စက်တောင်ရိုက်ပြိုင်ပွဲမှာထထထုံကဘာမှမတတ်ပဲဝင်ရောက်အားဖြည့်ခဲ့တာပါထထထုံကတော့အမှုပညာအလုပ်တွေမှာအားလက်တာမို့စက်တောင်ရိုက်လေ့ကျင့်ခြင်းက2ရက်လောက်သာရခဲ့တာလည်းဖြစ်ပါတယ်ထထထုံကတော့တီချာမလေးကျင်လိုက်ရပြီးမြဲဘာလို့လို့အောင်မြင်တဲ့သူရဲ့လက်ကြောင့်ပဲစက်တောင်ရိုက်ပြိုင်ပွဲမှာစုတစိရအောင်လုပ်ပြနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ထထထုံကတော့အမှုပညာရှင်တွေနဲ့ရှင်ပြိုင်ရပြီးမြဲအဲ့ဒီထဲမှာထူးချွန်သူတွေလည်းပါပါတယ်ထူးချွန်သူတွေပါဝင်ရှင်ပြိုင်ပြီးမြဲလေထထထုံကတော့ဘာကုံမှမကြောက်ပဲဝင်ရောက်ရှင်ပြိုင်ရင်ကနေစုတစိပါရရှိခဲ့တာလည်းဖြစ်ပါတယ်ထထထုံကတော့ဘာလို့လို့လက်ကောင်းတဲ့သူရဲ့ကံကိုလည်းယုံကြည်သလိုကိုယ်တိုင်ကလည်းတက်နိုင်တဲ့လောက်စူးစမ်းခဲ့သူတစ်ယောက်ပါအချိန်200လောက်လေ့ကျင့်ပြီးပြိုင်တာသူများတွေအတွက်ဟာသားဖြစ်နေပြီမဲ့ထထထုံကတော့မျက်နှာပြောင်တိုက်ပြီးဝင်ပြိုင်ရဆူရခဲ့တာလည်းဖြစ်ပါတယ်ထထထုံကတော့သူမကျွမ်းကျင်တဲ့အားကစားတစ်ခုဖြစ်ပြီးမဲ့တေချာစူးစမ်းပြိုင်ခဲ့တယ်လို့သူရဲ့ထူးချွန်မှုကြောင့်ပဲအခုဆိုရင်တတိယဆုကိုစုခုရရှိခဲ့ပြီလည်းဖြစ်ပါတယ်သူကတော့ဘသူတွေဘလို့ပဲအတုံးချနေပါစေမလုပ်ဖို့တဲ့အရာကိုအကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်နဲ့ရှင်ပြိုင်ရင်ဆုရရှိခဲ့တာလည်းဖြစ်ပါတယ်ထထထုံကတော့ဘသူတွေဘာပြောပြောနာမည်နဲ့လိုက်အောင်ထမ်းမြတ်နေတာတော့အမှန်ပါပဲနော်အမှုပညာလောကမှာလည်းမလုပ်တတ်တာမရှိရလေအောင်ထူးချွန်တယ်လို့အားကစားလောကမှာပါထူးချွန်သူတစ်ယောက်ဖြစ်အောင်စူးစမ်းပြနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်နာမည်နဲ့လိုက်အောင်ထူးချွန်ထမ်းမြတ်တဲ့ထထထုံကတော့အခုဆိုရင်အမှုပညာနယ်ပယ်မှာတင်မကပဲအားကစားမှာပါထူးချွန်တဲ့ဆိုတာကိုသက်သေပြနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်နောက်ထပ်တစ်ပုံအနေနဲ့ကစုံလာပြည်နေမှာရှင်တရား၈ပါးရှင်ပြုအလူတော်မင်္ဂလာပွဲအခမ်းအနားကိုအလူတော်ပြည်ကျောင်းတိုင်းမှာကျင်းပတဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်အလူတော်ပြည်ကျောင်းတိုင်းဦးစီးပဓာနာနာယကဆရာတော်ကြီးကိုအမှုထားပြီးလေရီဂရစ်တိုင်မွန်လန်ကအလူဒါယကကိုစောမျိုးဦးဒါယကမဒေါက်တာမန်နန်တင်မိုးသူတို့ကရှင်တရား၈ပါးရှင်ပြုအလူတော်မင်္ဂလာပွဲအခမ်းအနားကိုကစုံလာပြည်နေမေလ17ရက်နေ့နက်8:00နာရီကရန်ကုန်မြို့တာမွေမြို့နယ်အလူတော်ပြည်ကျောင်းတိုင်းမှာကျင်းပခဲ့ပါတယ်ဦးဇင်းတို့အလူတော်ပြည်ကျောင်းတိုင်းမှာလေရီဂရစ်တိုင်မွန်လန်စိတ်၌မိသားစုတွေကကိုဗစ်ကာလလောက်ခရဲကကိုလိုရှင်သာမဏေတန်ကတော့တရား၈ပါးလူကိုအီမန်ခဲ့တယ်။နောက်ငလင်ဘေးတွေပါဖြစ်တာနဲ့ခုမှလှုပ်ဖြစ်သွားတာပါ။ကိုစောမျိုးဦးနဲ့မန်နတ်တင်မိုးသူတို့ကကမကထပြုလုပ်ပြီးတော့တန်တရားဝစင်းရဲကကင်းလွန်ငင်ရအမှန်ညနေပန်ကိုရီစိတ်တန်အာယုံပြုပြီးသာသနာအမွေမခံယူဘူးသေးတဲ့ရင်သွေးငယ်တရား၈ဦးတို့ကိုလူရန်လို့ပီတီလည်းဖြစ်ပါတယ်လို့ဆရာတော်အရှင်ကုမာရက MD Entertainment ကိုမိန့်ကြားပါတယ်။အဆိုပါသာသနာပြုအလူမှာတော့အမှုပညာရှင်တွေဖြစ်တဲ့အကယ်ဒမီခန့်စီသူအဆိုတော်ဟဲလီအကယ်ဒမီချောရတနာတရုတ်ဆောင်အဲလာရွှေစင်စတဲ့သူတွေနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေတက်ရောက်ခဲ့ကြပါတယ်။ဆရာတော်ကနမောတတ3ကြိမ်ရွတ်ပြီးအခမ်းအနားကိုစတင်ခဲ့ပါတယ်။ရှင်တရား၈ပါးတို့ကို၈ပါးသောပရိအခရာဆုံးလင်းစွာနဲ့ပပစအမွေရှင်သားမဏီအဖြစ်မြင့်မြတ်တဲ့သာသနာပေါင်းတို့သွတ်သွင်းချီး